သူများဆုံးမတာမခံနဲ့ကွာကိုယ့်ကိုယ်ပြန်ဆုံးမှာသူများနှိတ်ကွတာမခံနဲ့ကိုယ့်ကိုယ်နှိတ်ကွလောကကြီးမှာကိုယ့်ကိုယ်ကိုနှိတ်ကွတဲ့သူတွေဟာကြီးပွားတာချိန်ကိုတန်မိုးရှိအောင်သုံးရင်အဲ့ဒီကောင်ရဲ့ဘဝတန်မိုးခဲနဲ့ပြည့်လိုက်တဲ့ခါမှာခဲလိုက်ကြိုက်တဲ့ခွေးကအကျိုးတရားဖြစ်ရပဲပြီးတယ်ရှင်းမရမို့ဝဲလာတဲ့အရက်ကိုတန်းကြည့်ဆရာဖြစ်လာရင်အရေးကြီးဆုံးကမင်းတပည့်ကိုမင်းနဲ့တော်အောင်တင်အဲ့ဒါမှအောင်မြင်သောဆရာပါဆရာဆိုရတဲ့ကိုယ့်တပည့်ကိုကိုယ့်ရဲ့တော်အောင်တင်နိုင်မှအောင်မြင်သောဆရာသူများဆုံးမတာမခံနဲ့ကွာကိုယ့်ကိုယ်ပြန်ဆုံးမှာသူများနှိတ်ကွတာမခံနဲ့ကိုယ့်ကိုယ်နှိတ်ကွသူများဆုံးမတာမခံနဲ့ကွာကိုယ့်ကိုယ်ပြန်ဆုံးမှာသူများနှိတ်ကွတာမခံနဲ့ကိုယ့်ကိုယ်နှိတ်ကွလောကကြီးမှာကိုယ့်ကိုယ်ကိုနှိတ်ကွတဲ့သူတွေဟာကြီးပွားတာချိန်ကိုတန်မိုးရှိအောင်သုံးရင်အဲ့ဒီကောင်ရဲ့ဘဝတန်မိုးခဲနဲ့ပြည့်လိုက်တဲ့ခါမှာခဲလိုက်ကြိုက်တဲ့ခွေးကအကျိုးတရားဖြစ်ရပဲပြီးတယ်ရှင်းမရမို့ဝဲလာတဲ့အရက်ကိုတန်းကြည့်ဆရာဖြစ်လာရင်အရေးကြီးဆုံးကမင်းတပည့်ကိုမင်းနဲ့တော်အောင်တင်အဲ့ဒါမှအောင်မြင်သောဆရာပါဆရာဆိုရတဲ့ကိုယ့်တပည့်ကိုကိုယ့်ရဲ့တော်အောင်တင်နိုင်မှအောင်မြင်သောဆရာသူများဆုံးမတာမခံနဲ့ကွာကိုယ့်ကိုယ်ကိုပြန်ဆုံးမှာသူများနှိတ်ကွတာမခံနဲ့ကိုယ့်ကိုယ်နှိတ်ကွ